ဒီတစ်ခါတော့မာလာဟင်းနှစ်ကလေးချက်ပါမယ်အရင်ဆုံးချက်သွန်ရဲ့ချက်သွန်ဖြူရဲ့ချင်းရဲ့ပန်းငရုတ်ပွားရဲ့ပြီးတော့ငရုတ်တီအပွားတောင်အရှိကိုစပြင်ဆင်ပါမယ်ငရုတ်တီတွေကိုအစိတ်ထုတ်ပြီးတော့အရွယ်တော်လေးတွေညှက်ထားမယ်ချက်သွန်ဖြူချက်သွန်နေချင်းကိုအခုံခါရေစေးပြီးလို့ရှိရင်အတုံးလေးတွေတုံးထားပါမယ်ပြီးလို့ရှိရင်ငရုတ်ပွားတွေကိုတေချာလေးရေဆေးပြီးတော့ရေခဏစိမ်မယ်ရေကိုလေး5လထက်လောက်ဆေးလိုက်ပါနော်ငရုတ်သီးတွေကအမှုတွေနဲ့ဆိုတော့လေ5ထက်လောက်ဆေးမှပဲအဆင်ပြေမှာပါပြီးလို့ရှိရင်15မိနစ်ပြုတ်ထားပါမယ်ပြုတ်ထားတော့ကိုဟွားကြောင်းအနီနဲ့အစိမ့်စမုံစပါးကိုအမုံကျိတ်ထားမယ်ရှင်ပြီးလို့ရှိရင်အမုံကျိတ်ထားတဲ့ကိုစကားစစ်ပြီးလို့ရှိရင်ပါကောအမုံရှော့ကောငရုတ်ကောအမုံတွေနဲ့ရောပြီးတော့ဆန်ရဲနဲ့နှက်ထားမယ်ချက်သွန်ဖြူချက်သွန်နေချင်းကိုကျိတ်မယ်ပြီးရင်ပြုတ်ထားတဲ့ငရုတ်သီးကိုလည်းကျိတ်မယ်ပဲငပိအငန်နဲ့ငရုတ်ချင်မှာရောပြီးတော့ထပ်ကျိတ်မယ်အရသာတွေကတကြားကနန်းမုံပဲငံတွေအကျဲကိုထည့်ပါမယ်ကြော်ဖို့တွဲပြင်ဆင်ပြီးပြီဆိုတော့စပြီးတော့ချက်ပါတော့မယ်စီပူလာပြီဆိုလို့ရှိရင်ချက်သွန်ဖြူနေချင်းကျိတ်ထားတော့ကိုထည့်ကြော်မယ်ငယ်သီးအနုမုံလေးနဲ့ထည့်ပါမယ်ချက်သွန်ဖြူတွေမွေးလာပြီးကျက်လာပြီဆိုလို့ရှိရင်တော့ငယ်သီးကျိတ်ထားတဲ့ဟာတွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်ငရုတ်သီးတွေအရေစစ်သွားပြီးကျက်သွားပြီဆိုလို့ရှိရင်တော့အရသာနဲ့အမွေးကြိုင်တွေကိုထပ်ထည့်ပြီးတော့မီအေးနဲ့ကြော်ပါမယ်ကြော်နေတော့ကိုအဆက်မပြဲမှွေပေးရပါမယ်เนาะဒီထဲမှာမြေပဲလော်ထောင်းတခါလေးရောပြီးတော့ချက်ချင်လဲရပါတယ်မချက်ချင်လဲမာလာဟင်းပြင်တဲ့အချိန်မှာထည့်ပြီးတော့ပြင်လဲရပါတယ်เนาะ